အာကီယာမကိုယ်တိုင်မှလည်းအစီအစဉ်ရှိပါတယ်။အဲ့ဒီအစီအစဉ်က2မျိုးရှိပြီးပထမအချက်ကတော့နာအိုကိုသူ့ရဲ့ဆရာစီသွားပြီးစင်ခေါ်ခိုင်းတာပါ။သမီးဆရာနဲ့လိုင်ယာဂိမ်းမှာရှင်ပြိုင်တိုက်ခိုက်ပြီးသမီးရဲ့တတန်းနဲ့ဆရာရဲ့တတန်းကိုအရယူပါမယ်လို့ကြေညာခိုင်းလိုက်တာဖြစ်ပါတယ်။ပြောပြီးတာနဲ့နာအိုကချက်ချင်းထွက်သွားတာကြောင့်ဆရာဖြစ်သူဟာမျက်နှာပြတ်သွားပါတယ်။အဲ့ဒီနောက်ဆရာအပြင်ကိုပစ္စည်းထွက်ဝယ်ပြီးအိမ်ပြန်ရောက်လာတဲ့အခါမှာတော့ဒီတစ်ခါမှာအာကီယာမကလိုက်လာပြီးကျွန်တော်ကိုကျွန်းတော်မိတ်ဆက်ပါရစေကျွန်တော်အာကီယာမရှင်အိချီပါနာအိုရဲ့အကူအညီပေးသူအဖြစ်လိုင်ယာဂိမ်းမှာပါဝင်မှာပါအစင်သင့်ပြင်ထားလိုက်ပါအဲ့ဒီရန်တန်း200ကိုကျွန်တော်မရရအောင်ပြန်ယူပြပါမယ်လို့ပြောလိုက်ပါတယ်ဆရာကလည်းမင်းလုံနိုင်ရင်လည်းလုပ်ကြည့်လေလို့ပြန်ပြောပါတယ်ဒါပေမဲ့ဒီလိုအကြီးညာခံလိုက်ရတဲ့အတွက်ဆရာဟာစတင်ပြီးစိတ်တကြကဒီလူ2ယောက်ဘာများလုပ်မလဲဆိုတာကိုစိုးရိမ်ပူပန်လာပါတယ်ဆက်လက်ပြီးအာကီယာမရဲ့ဒုတိယမြောက်အစီအစဉ်ကတော့ဆရာရဲ့လှုပ်ရှားမှုတိုင်းကိုခြေရာခံစောင့်ကြည့်ဖို့ဖြစ်ပါတယ်။ဘဲသွားဘာလို့အကုန်လုံးကိုစောင့်ကြည့်တာပါ။နာအိုကကားကိုဆရာအိမ်ရှိမှာတွားရက်ထားပါတယ်။ဒါပေမဲ့အမှားလုပ်မိတာကဆရာမဟုတ်ပဲနာအိုဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ကားကိုအဲ့ဒီလိုတွားရက်ထားတဲ့အတွက်ဆရာကရဲကိုဖုံးဆက်တိုင်လိုက်ပါတယ်။ရဲအရာရှိခင်များကျွန်တော်အိမ်ရှိမှာတန်တရားဖြစ်ပွဲကားတစ်စီးလာရက်နေတာကြာပါပြီလို့တိုင်လိုက်တဲ့အတွက်ရဲတွေချက်ချင်းရောက်လာပါတယ်။နာအိုကကားထဲမှာထိုင်နေရင်ရဲကားလာတာမြင်တာနဲ့ချက်ချင်းကားမောင်းပြေးရပါတော့တယ်ဒီအကြောင်းကိုအာကီယာမစီပြန်ပြောပြတဲ့အခါအာကီယာမကအားရပါရရေမောပြီးဒါကတော့ဖြစ်တင်တာပေါ့လို့ပြောပါတယ်နာအိုကဒါဆိုသမီးကိုဘာလို့စေချင်တာလဲလို့မေးတဲ့အခါအာကီယာမကတော့တချောင်းကိုထုတ်ပြပြီးဒီလိုဖြစ်လာမယ်ဆိုတာကြိုတွေးထားပြီးသားလို့ပြောပါတယ်အဲ့ဒီတော့ကတော့ဆရာဖူဂျီဆာဝါရဲ့အိမ်နဲ့ကက်ရက်မှာရှိတဲ့အခန်းကားရဲ့တော့ဖြစ်ပါတယ်အဲ့ဒီအခန်းကဒုတိယထပ်မှာရှိပြီးဆရာအိမ်ကိုအတိုင်းသားမြင်နေရတာပါအဲ့ဒီနောက်မှာတော့နာအိုနဲ့အာကီယာမတို့ဟာဆရာအိမ်ကိုအလှည့်ကျစောင့်ကြည့်ကြပါတယ်ပထမ2ရက်3ရက်လောက်မှာတော့ဆရာကအပြင်ထွက်ပြီးပါချင်းကိုကစားတာမျိုးရှိသေးပေမဲ့နောက်ပိုင်းမှာတော့အိမ်ထဲမှာပဲအောင်းနေပါတော့တယ်နာအိုကဒါဘာဖြစ်တာလဲဒီအစီအစဉ်ကတကယ်ရောအလုပ်ဖြစ်ရလားလို့မေးတဲ့အခါအာကီယာမကရှင်းပြပါတယ်အလုပ်ဖြစ်တာပေါ့ဘာလို့လဲဆိုတော့လိန်လဲလက်ဖျားသူဟာတားကောင်ကိုစိုးရင်ပူပန်အောင်အရင်လုပ်ရတယ်ဒါမှလိန်ရတာပိုးလွယ်တာဥပမာထိုင်းနိုင်ငံကငွေလိန်ကိုင်းတွေလိုပေါ့သူတို့ကလူတိသူတိအတန်မျိုးနဲ့ဖုံးဆက်ပြီးပတ်စံချိခိုင်းတတ်တယ်တားကောင်ကမိသားစုဝင်လို့ထင်သွားရင်စိတ်မပူတော့ပဲပတ်စံအလွယ်တကူပေးလိုက်တတ်တယ်ဒါမှမဟုတ်ခမားအမှုဖြစ်နေပြီးစစ်ဆေးဖို့အတွက်ငွေလွှဲပေးပါလို့ချင်းချောက်ရင်လဲတားကောင်ကကြောက်ပြီးငွေလွှဲပေးတတ်တယ်အခုဆရာဖူဂျီဆာဝါရဲ့အခြေအနေကလည်း24နာရီလုံးစောင့်ကြည့်ခံနေရတယ်ဆိုတာသိတဲ့အခါသူဖိအားတွေများလာပြီးအမားတွေကိုသူကိုယ်တိုင်ပြလာလိမ့်မယ်ဥပမာအခုဆိုရင်အဲ့ဒီရန်တန်း200ဟာဘန်မှမရှိပဲအိမ်ထဲမှာအားပဲရှိနေတယ်ဆိုတာငါတို့သိလိုက်ရပြီလို့ပြောပါတယ်နာအိုကအံ့ဩသွားပြီးဘလို့လုပ်တိတာလဲလို့မေးပါတယ်အာကီယာမကတကယ်လို့နာအိုတာပတ်စံကိုဘန်းမှာအပ်ထားမယ်ပြီးတော့တယောက်ယောက်က24နာရီလုံးစောင့်ကြည့်နေမယ်ဆိုရင်နာအိုဘာလို့မလဲလို့ပြန်မေးပါတယ်နာအိုကသမီးဆိုရင်တော့တနေရာကိုဝေးပြေးမှာပေါ့ဘာလို့လဲဆိုတော့အဆောင်ကြည့်ခံရတာကိုမခံနိုင်ဘူးပတ်စံကတော့ဘန်းထဲမှာရှိနေပြီမို့လို့စိတ်မပူဘူးလေလို့ဖြေပါတယ်အာကီယာမကထပ်မေးပါတယ်ဒါဆိုပတ်စံကိုခြုံပုတ်ထဲမှာတွားဝက်ထားမယ်ဆိုရင်ရောလို့မေးတော့နာအိုကဒါဆိုရင်တော့သမီးအဲ့ဒီခြုံပုတ်စီကိုချက်ချင်းသွားပြီးပတ်စံကိုသမီးမြင်နိုင်တဲ့နေရာစီရွှေ့ရမှာပေါ့မဟုတ်ရင်စိတ်မချနိုင်ဘူးလေသမီးမရှိတော့တယောက်ယောက်ယူသွားမှာစိုးရင်ရတယ်လို့ပြောပါတယ်အာကီယာမကအဲ့ဒါပဲလေလူတွေကအဲ့ဒီလိုပဲလှုပ်ရှားကြတာတကယ်လို့ဆရာကပတ်စံကိုဘန်မှာအပ်ထားမယ်ဆိုရင်အဆောင်ကြည့်ခံရတဲ့တန်ကိုမခံပဲအပြင်ထွက်သွားမှကြာပြီးဒါမှမဟုတ်ပတ်စံကတခြားနေရာမှာရှိရင်လည်းသူ့အပြင်ထွက်မှာပဲအခုသူ့အိမ်ထဲကနေလုံးဝမထွက်ဘူးဆိုတာပတ်စံကအိမ်ထဲမှာရှိနေလို့ပဲလို့ရှင်းပြပါတယ်နာကိုလည်းနားထောင်ပြီးတကယ်ပဲနော်လို့လက်ခံသွားပါတယ်နောက်ထပ်2ရက်3ရက်လောက်ကြာတဲ့အခါဆရာဟာအိမ်ထဲကတနေရာထဲမှာတင်မခွာပဲထိုင်နေတာကိုမြင်ရပါတယ်အာကီယာမကပတ်စံကအဲ့ဒီခန်းထဲမှာရှိနေတာတေချာပြီးလို့တွေးပြီးထပ်မံ6လမ်းဖို့လုပ်ပါတယ်အာကီယာမကမီကိုကိုအသုံးပြုပြီးဆရာအိမ်ထဲကိုမီကိုတွေဝင်အောင်လုပ်လိုက်ပါတယ်ပြီးတော့အတန်ချက်ဆက်နဲ့မီးလောင်တဲ့အတန်တွေကိုဖွင့်လိုက်ပါတယ်ဆရာကမီးလောင်ပြီးထင်သွားပေမဲ့မီးတက်ကိုဖုံးမဆက်ပဲတငယ်ချင်းစီဖုံးဆက်ပြီးဟေ့ကောင်နာနာကငါအိမ်မီးလောင်နေပြီထင်တယ်လာကူပါဦးလို့ပြောပါတယ်တငယ်ချင်းကမီးလောင်ရင်မီးတက်ကိုဆက်လေငါစီဘာလာဆက်တာလဲလို့ဆဲလိုက်ပါတယ်အာကီယာမကဒါကိုသိတဲ့အခါတဟားဟားရေပြမီးလောင်ရင်မီးတက်ကိုမခေါ်ပဲအဲ့ဒီခန်းထဲကနေမျက်တောင်မခတ်စောင့်ကြည့်နေရတဲ့အရာကရန်တန်း200ဆိုတာတေချာသွားပြီပေါ့လို့ပြောလိုက်ပါတယ်ဆရာကဒါဟာအာကီယာမရဲ့စံတက်မှုမှန်သိသွားပြီးအေးပတ်စံကဒီမှာရှိတာဟုတ်တယ်ဒါပေမဲ့မင်းသိရင်တောင်ယူလို့မရပါဘူးဘာလို့လဲဆိုတော့ဒါကိုမိခံတစ်တာထဲမှာထည့်ထားလို့ပဲဒါကမော်ဒယ်ဟောင်းဖြစ်ပေမဲ့အရန်ခိုင်ပါတယ်ဘယ်သူမှလွယ်လွယ်နဲ့ဖွင့်လို့မရဘူးအခုတော့မင်းတို့မျောလင်းချက်မရှိတော့ဘူးလို့ယုံကြည်ချက်ပြည့်နဲ့ပြောပါတယ်ဒါပေမဲ့အာကီယာမကမှားသွားပြီးဆရာအဲ့ဒီမိခံတစ်တာကိုကျွန်တော်တာရရပဲဖွင့်နိုင်ပါတယ်နောက်မှတွေးကြတာပေါ့လို့ပြောပြီးထွက်သွားပါတယ်နာအိုကနောက်ကလိုက်သွားပြီးတကယ်ဖွင့်နိုင်လို့လားလို့မေးတဲ့အခါအာကီယာမကဟုတ်တယ်ငါချင်းချောက်ယုံတင်မဟုတ်ဘူးငါအဲ့ဒီလိုပြောလိုက်တာကဆရာကိုဖိအားပေးဖို့ပဲအစကဆရာကငါ့ကိုဖွင့်လို့မရဘူးဆိုပြီးနှိမ်ထားတော့သူစိတ်အေးလက်အေးနေနိုင်နေတာအခုငါကဖွင့်နိုင်တယ်လို့ယုံကြည်ချက်ရှိရှိပြောလိုက်တဲ့အခါဆရာစိတ်ထဲမှာငါပြောတာတကယ်လားဆိုပြီးတန်တရားတွေဝင်လာတော့မယ်ဒီနေ့ကစပြီးသူထိုင်မရထမရဖြစ်တော့မယ်လို့ပြောပါတယ်
တကယ်လည်းဖြစ်လာပါတယ်ဆရာဟာမိခံတစ်တာကိုတစ်ချိန်လုံးကာကွယ်နေရတဲ့မြေဆောင်ပုတ်တစ်စီလိုဖြစ်သွားပါတယ်သူမရှိတော့အာကိယာမလာဖွင့်မှာကိုကြောက်နေပါတယ်မိခံတစ်တာကလွယ်လွယ်နဲ့ဖွင့်မရဘူးတော့လဲသူ့စီမှာရှိတယ်ဆိုတာသိပေမဲ့အာကိယာမကဖွင့်နိုင်တယ်လို့ပြောထားတဲ့အတွက်ဆရာကအမျိုးမျိုးရှောက်တွေးနေပါတယ်အာကိယာမမှာတန်ဖြတ်ဆက်တွေရှိနေမလားအဲ့ဒီလိုဆိုရင်ဖွင့်နိုင်မှာပဲလို့တွေးမိပြီးမိဖို့ချောင်းထဲကဓာတ်ကိုတွားယူပြီးမိခံတစ်တာရှိမှစောင့်နေပါတယ်စောင့်ရင်စိတ်ဖိစီးမှဥတွေပိုများလာပါတယ်ဒါမှမဟုတ်သူကတယောက်ယောက်ကိုလှုပ်ပြီးမိခံတစ်တာကြီးကိုမသွားရင်ဘယ်လိုလုပ်မလဲလို့ထပ်တွေးမိတဲ့အတွက်တန်ကြိုးတွေယူလာပြီးမိခံတစ်တာကိုအိမ်နဲ့တွဲချီထားပါတော့တယ်အာကိယာမကဒါကိုမြင်ပြီးရင်းနေပေမဲ့နာဦးကတော့ဆရာယူတွတ်တော့မဲ့အခြေအနေကိုနားလည်ပေးပါတယ်ဘာလို့လဲဆိုတော့အာကိယာမသာမရှိရင်သူမကိုယ်တိုင်လည်းဒီလိုပဲစိတ်ညစ်နေမှာမို့လို့ပါဒါပေမဲ့နာဦးလည်းအာကိယာမတကယ်ဖွင့်နိုင်မလားဆိုတာကိုတော့တန်တရားရှိနေစေပါအချိန်တွေကုန်ဆုံးလာပြီးဂိမ်းပြီးဆုံးဖို့3ရက်ပဲလိုတော့တဲ့အကြောင်းကြားစာရောက်လာပါတယ်ဆရာကနောက်ထပ်3ရက်ပဲတီးခံလိုက်ရင်ရပြီလို့ကိုအားပေးနေပါတယ်နာအိုကတော့စိုးရိမ်စိတ်တွေအထွတ်ထိပ်ရောက်နေပါပြီဂိမ်းပြီးဖို့55မိနစ်ပဲလိုတော့တဲ့အချိန်မှာနာအိုစိတ်တက်ကြပြီးအော်ဟစ်ငိုယိုပါတော့တယ်ဒီအတိုင်းဆိုရင်အကျွေးတင်တော့မှာပဲရန်တန်းတရားကိုပြန်မရနိုင်တော့ဘူးအာကိယာမကဘလို့ယူမှလဲလို့ပြောပြီးဆရာစီတွတောင်းပန်ပါတယ်ဆရာရှင်သမီးတောင်းပန်ပါတယ်သမီးကိုရန်တန်းတရားပြန်ပေးပါမဟုတ်ရင်သမီးတို့မိသားစုဒုက္ခရောက်ပါလိမ့်မယ်လို့ငိုပြီးတောင်းပန်ပါတယ်ဆရာကတော့အောင်းနိုင်သူအပြုံးနဲ့ငါမပေးဘူးနှင်းသေးချင်းသေးဒါငါကိစ္စမဟုတ်ဘူးငါနိုင်ပြီဟေ့လို့ပြောပြီးနာအိုကိုတွန်းထုတ်ကအိမ်တကားပိတ်လိုက်ပါတယ်နာအိုကအိမ်မန်ကိုထုပြီးဆရာရှင်ကူညီပါဦးလို့အော်ခေါ်နေရင်နောက်ဆုံးမှအချိန်ပြည့်သွားပါတော့တယ်နာအိုစိတ်တက်ကြပြီးအော်ဟစ်နေတော့မှပဲဆရာအိမ်ကလူခေါ်ပဲတန်ကြီးလာပါတယ်ဒါနဲ့ဒုတိယပိုင်းပြီးဆုံးသွားပါတယ်ဆရာကလူခေါ်ပဲတန်ကြားတာနဲ့တကားကိုချက်ချင်းသွားဖွင့်လိုက်ပါတယ်တကားဝမှာရောက်နေတာကတော့လိုင်ယာဂိမ်းကွင်းစင်းအဖွဲ့ကဝန်ထမ်းတစ်ယောက်ဖြစ်နေတာကိုတွေးလိုက်ရပါတယ်ဆရာလည်းအယံဝမ်းသာသွားပြီးငါနိုင်ပြီဟေ့လို့အော်ဟစ်လိုက်ပါတယ်ပြီးတော့အဲ့ဒီဝန်ထမ်းကိုအိမ်ထဲခေါ်သွားပြီးပတ်စံတွေကိုစစ်ဆေးဖို့မိခံတက်တာကိုဖွင့်ပြလိုက်ပါတယ်ဝန်ထမ်းကလည်းပတ်စံတွေကိုတရွက်ချင်းစီအသေးချာထိုင်ရင်းနေပါတယ်အဲ့ဒီအချိန်မှာဆရာကငါစီရောက်လာမဲ့ရန်တန်းတရားကိုဘာလို့ရမလဲဆိုပြီးစိတ်ကူးရင်နေတာပေါ့ဝန်ထမ်းကပတ်စံရည်လို့ညနေ6နာရီတီရောက်တဲ့အခါအိမ်ရှိမှာလူခေါ်ပဲတန်ထက်မြည်လာပါတယ်ဆရာသွားကြည့်လိုက်တော့အမျိုးသား3ယောက်ကိုတွေ့ရပါတယ်သူတို့ကကျွန်တော်တို့ကလိုင်ယာဂိမ်းကဝန်ထမ်းတွေပါပတ်စံလာသိမ်းတာပါလို့ပြောပါတယ်ဆရာကဟောဟုတ်ကဲ့ခုနကဝန်ထမ်းတစ်ယောက်ရောက်နေပြီလေအထဲဝင်ခဲ့ပါလို့ပြောလိုက်တော့ဝန်ထမ်းတွေကကြောင်သွားပြီးကျွန်တော်တို့ဝန်ထမ်းက3ယောက်ပဲရှိတာပါလို့ပြန်ပြောပါတယ်ဆရာကလည်းမနောက်ပါနဲ့အထဲမှာတစ်ယောက်ရောက်နေတာကြည့်လိုက်ဦးဆိုပြီးခေါ်သွားပါတယ်အထဲရောက်လို့ကြည့်လိုက်တဲ့အခါခုနကဝန်ထမ်းရောင်ဆောင်ထားတာဟာအာကိယာမဖြစ်နေတာကိုတွေးလိုက်ရပါတယ်အာကိယာမကရန်တန်း200လုံးကိုယူပြီးနာအိုစီပေးလိုက်ပါတယ်ဆရာကလည်းဒါကစီကန်းဖောက်ဖြတ်တာပဲဂိမ်းပြီးမှပတ်စံယူတာမအောင်မြင်ဘူးပြီးတော့ဝန်ထမ်းတွေကဘာလို့ညနေ6နာရီမှရောက်လာတာလဲဆိုပြီးအပြစ်တင်ပါတယ်ဝန်ထမ်းကကျွန်တော်တို့အချိန်မှရောက်တာပါချိန်ထားတာညနေ6နာရီလေးလို့ပြောပါတယ်ဆရာကဒီမှာကြည့်စာထဲမှာဂိမ်းကညနေ9နာရီမှပြီးမယ်လို့ရေးထားတယ်လေဆိုပြီးစာကိုထုတ်ပြပါတယ်အာကိယာမကရေးပြီးမင်းမသိသေးဘူးလားအဲ့ဒီစာကအတုလေစစ်ကလွန်ခဲ့တဲ့တပတ်ကလေးကရောက်နေတာမင်းကမိခံတစ်တာကိုပဲအာယုံဆိုင်နေတော့စာရောက်လာတာကိုမသိလိုက်တာလေအဲ့ဒါကြောင့်ငါကစာကိုလဲထားလိုက်တာလို့ပြောလိုက်ပါတယ်နာဦးကတော့ဘာမှမသိပဲကြောင်နေပြီးသမီးနိုင်သွားတာလားဆိုပြီးအံ့ဩနေပါတယ်ဝန်ထမ်းတွေကနာအိုစီကပတ်စံတွေကိုစစ်ဆေးပြီးရန်တန်းတရားပြည့်ပါတယ်နာအိုကအနိုင်ရရှိသူပါလို့ကြေညာလိုက်ပါတယ်ဆရာကတော့စိတ်တက်ကြပြီးထောက်မှသွားထိုင်နေပါတော့တယ်အဲ့ဒီနောက်နာအိုနဲ့အာကိယာမတို့ဟာဆရာအိမ်ကနေထွက်လာကြပါတယ်နာအိုကဂရိအတိုင်းအာကိယာမကိုအမျက်ရဲ့တဝက်ပေးရမှာပါဒါပေမဲ့နာအိုကဆရာကိုစိတ်မကောင်းဖြစ်နေပြီးဆရာဖူကြီးစာဝါနောက်ပိုင်းဘာဖြစ်သွားမလဲမသိဘူးနော်လို့ပြောပါတယ်အာကိယာမကငါလည်းမတတ်ဒီဘူးဒါပေမဲ့ကောင်းတဲ့လမ်းတော့မဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာနာအိုကဆရာစီပြန်ပြေးသွားပြီးဆရာရှင်ဒီမှာရန်တန်း90ယူထားပါအနည်းဆုံးတော့ဆရာကိုကူညီနိုင်မှာပါပြီးတော့အရင်လိုသဘောကောင်းတဲ့ဆရာတယောက်ဖြစ်ပြန်ဖြစ်ပေးပါနော်လို့ပြောပြီးငွေတွေပေးလိုက်ပါတယ်ဆရာဟာအံ့ဩလွန်းလို့ငိုပါတော့တယ်နာအိုကတော့စိတ်လက်ပုတ်ပါးစွာနဲ့ပြန်ထွက်လာပါတယ်အဲ့ဒီခါမှာအာကိယာမကသူ့ကိုပေးရမယ့်ငွေတွေကိုနာအိုကိုပဲပြန်ပေးလိုက်ပါတယ်ဒီပတ်စံကိုယူထားလိုက်9ရက်သက်မှတ်ချက်ကနစ်စီကအမျက်ရဲ့တဝက်ကိုယူဖို့ပဲအခုနှစ်မှာအမျက်မရှိတော့တဲ့အတွက်ငါလည်းယူပိုင်ခွင့်မရှိဘူးလို့ပြောပါတယ်နာအိုဟာအာကိယာမကိုအရန်လေးစားသွားပါတယ်ဘာလို့လဲဆိုတော့အာကိယာမဟာပတ်စံအတွက်လောက်တာမဟုတ်ဘူးဆိုတာပြသလိုက်လို့ပါပဲနာအိုကဆရာကိုပတ်စံပေးလိုက်တာဟာကောင်းတဲ့အချက်ဖြစ်ပေမဲ့နောက်ပိုင်းမှာတော့သူမနောက်တရားစရာဖြစ်လာပါတယ်အိမ်ပြန်ရောက်လို့အာကိယာမကိုကူညီခအဖြစ်ပတ်စံပေးဖို့လုပ်ပေမဲ့အာကိယာမကညှင်းဆန်ပြီးထွက်သွားပါတယ်အဲ့ဒီအချိန်မှာပဲနာအိုရဲ့တကားရှိမှလိုင်ယာဂိမ်းကဒုတိယအဆင့်စာရောက်နေတာကိုတွေးလိုက်ရပါတယ်အဲ့ဒီစာမှာအဆင့်တကားအောင်မြင်သူတွေဟာတတ်မှတ်ထားတဲ့ရုံးခန်းကိုလာရမယ်လို့ရေးထားပါတယ်မလာတဲ့သူဟာရန်တန်းတရားဒဏ်ရိုက်ခံရမယ်ဂိမ်းကနေထွက်ချင်ရင်တော့အရင်ကရခဲ့တဲ့စုကြီးရဲ့တဝက်ရန်တန်း90ကိုပြန်ပေးရမယ်လို့ဆိုပါတယ်နာအိုကပတ်စံတွေကိုဆရာကိုပေးလိုက်ပြီးဖြစ်လို့သူမမှာပတ်စံမရှိတော့ပါဘူးအာကိယာမကတော့ဒါတွေကိုစိတ်မဝင်စားနဲ့ဒီစာကယုံကြည်လို့မရဘူးလုံးဝမသွားနဲ့လို့ပြောပါတယ်
ဒါပေမဲ့နာအိုကတော့အရန်စိုးရိမ်နေပါတယ်။အဲ့ဒီအချိန်မှာအရင်ကသူမတိုင်ပင်ခဲ့မှုတဲ့ရှီနေကြီးရောက်လာပါတယ်။ရှီနေကနာအိုရဲ့အခြေအနေကိုကြားတော့အာကီယာမပြောတာမှန်တယ်။ဒါတွေကလိမ့်လဲနေတာပဲ။ဒါပေမဲ့ငါတို့ရဲ့အင်အားကိုပြဖို့အတွက်ရုံခန်းကိုတွားလိုက်ပြီးတော့ဂိမ်းမကစားဘူးလို့ညင်းလိုက်လေအဲ့ဒါဆိုရင်မလာဘူးလို့ပြောလို့မရတော့ဘူးပေါ့လို့အကြံပေးပါတယ်။နာအိုကလည်းကောင်းလိုက်တဲ့အကြံသွားမယ်။ဒါပေမဲ့မကစားဘူးလို့ပြောမယ်ဆိုပြီးသဘောတူလိုက်ပါတယ်။အာကီယာမကဖုံးဆက်ပြီးစိတ်ပူနေပေမဲ့နာအိုကဘာမှမဖြစ်ပါဘူး။တမိအဆင်ပြေသွားမှာပါလို့ပြန်ပြောလိုက်ပါတယ်။ဂိမ်းစမဲ့နေ့မှာအာကီယာမကနာအိုစီသွားကြည့်တော့သူမအိမ်မှာမရှိတော့ပါဘူး။နာအိုဟာလိုင်ယာဂိမ်းရုံးခန်းကိုရောက်သွားပါပြီ။အဲ့ဒီမှာမျက်နှာဖုံးဆွထားတဲ့ဝန်ထမ်းတစ်ယောက်ကလာကြိုပါတယ်။နာအိုကတမိဂိမ်းမကစားချင်ပါဘူး။လာရမယ်ဆိုလို့လာတာပါလို့ပြောတော့ဝန်ထမ်းကရဲပြီးဘသူကအဲ့ဒီလိုပြောခိုင်းတာလဲလို့မေးပါတယ်။နာအိုကရှီနေကြီးပြောတာပါလို့ဖြေလိုက်တဲ့အခါဝန်ထမ်းကမျက်နှာဖုံးကိုချွတ်ပြလိုက်ပါတယ်။အဲ့ဒါကရှီနေကြီးဖြစ်နေပါတယ်။သူကငါရှီနေမဟုတ်ပါဘူး။နင့်ကိုဂိမ်းထဲရောက်အောင်ဆွတ်။ခေါ်ရတဲ့ဝန်ထမ်းတစ်ယောက်ပါလို့ပြောပါတယ်။နာအိုဟာလိမ့်လေခံရမှန်းသိပြီးငိုပါတော့တယ်။ရုံးခန်းထဲမှာတော့အဆင့်တကအောင်မြင်လာသူ22ယောက်ရှိနေပါတယ်။အားလုံးဟာကြောက်ရွံ့နေကြပါတယ်။အဲ့ဒီအချိန်မှာဒိုင်လူကြီးရောက်လာပြီးဂိမ်းစည်းကမ်းကိုပြောပြပါတယ်။ဒုတိယအဆင့်ဂိမ်းမှာလူတိုင်းကိုရန်တန်း100တန်ဖိုးရှိတဲ့ပန်းရောင်စိန်ရင်ထိုးလေးတွေပေးထားပါတယ်။လူ22ယောက်ဆိုတော့စုစုပေါင်းရန်2200တန်းရှိပါတယ်။အနိုင်ရတဲ့သူကအကုန်လုံးကိုရမှာပါ။ဒါပေမဲ့တန်း100ကတော့အဖွဲ့အစည်းကိုပြန်ပေးရမှာဖြစ်လို့အသားတင်2100တန်းရမှာအရှုံးသမားတွေကတော့ရန်တန်း100အကျွေးတင်မှာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲတကားပွင့်လာပြီးငါလည်းပါဝင်မယ်ဆိုပြီးအာကီယာမရောက်လာပါတယ်သူကတခြားသူရဲ့ရင်ထိုးကိုယူပြီးပါဝင်လာတာပါအာကီယာမကနာအိုကိုငါနင့်ကိုအနိုင်ရအောင်ကူညီပေးမယ်လို့ပြောပါတယ်ဒီအဆင့်ရဲ့ဂိမ်းနာမည်ကတော့လူနည်းစုမဲပေးခြင်းဂိမ်းဖြစ်ပါတယ်အခုတော့အခြေအနေတွေကပိုပြီးကြီးကျယ်လာပါပြီနာအိုကသဘောကောင်းလို့အခက်တွေ့ရတာကိုကြည့်ပြီးပရိသတ်တွေကလည်းစိတ်တူနေကြမှာပါအခုတော့သူမမှာပတ်စံမရှိတော့တဲ့အတွက်ဒီဂိမ်းကိုမရရအောင်ကစားရတော့မှာဖြစ်ပါတယ်နောက်တစ်ပတ်မှာဘာဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ကြရအောင်ပါအားလုံးကိုနှုတ်ဆက်ပါတယ်တာ